2000နဲ့ activity တွေလည်းလုပ်လို့ရမယ်ရေကူးကန်ပါတယ်နေလို့ရမယ့်နေရာတဲခုရရမယ့်နေရာလေးရှိရမယ်စားတောက်ဆိုင်တွေရှိရမယ်အကောင့်လေးတွေလည်းကြည့်လို့ရမယ်နောက်တစ်ခုอ่ะဆိုလို့ရှိရင်မြင်းနဲ့စီးလို့ရမယ်မြင်းလဲတွေဘာကြီးလဲရှိရမယ်ပေါ့နော်အဲ့လိုမျိုးနေရာဆိုလို့ရှိရင်တော့တနေရာပဲရှိပါတယ်အဲ့ဒါကတော့ပဲခူးမြို့ဆောင်လမ်းမှာရှိတဲ့ဇလက်ထော်ပန်းဖြူစခန်းပဲဖြစ်ပါတယ်ရှင်ပန်းမြစကန်သွားတဲ့လမ်းလေးရှုခင်းနေရလဲလှမလာဒီနေ့မိုးအုပ်နေတော့လေမိုးအုပ်တဲ့အချိန်မှာဒီဇလက်တော်ဆယ်ကြီးရဲ့အလားကလည်းတကယ်ကိုစိမ့်ဆိုပြီးတော့လေအုံမိုင်းမိုင်းနဲ့လေတကယ်တောတဘာဝပေါ့နော်အဲ့လိုမျိုးတဘာဝအလောက်ကိုပြေဝခံစားရပါတယ်ရှင်ဇလက်တော်ဆယ်ကိုကြော်ပြီးမှပဲဇလက်တော်ပန်းမြစကန်ကိုရောက်ပါတယ်ရှင်ဒီမှာဆိုလို့ရှိရင်ဖူးဖူးတို့ကကြိုပြီးတော့ဘိုကင်မြူထားတဲ့အတွက်အခုမှပဲဘိုကင်ယူပြီးတော့ငွေပေးချေပါတယ်ရှင်ကို2000ကျပ်ကျတင်ပါတယ်ကားကိုကားပါကင်မှာထားခဲ့ပြီးတော့ဒီမှာဆိုလို့ရှိရင် activity လုပ်လို့ရမယ့်နေရာလေးပေါ့နော်ဒီရှိပါတယ်ရှင်ဖူးဖူးတော့မလုပ်ခဲ့ပါဘူးဒီတိုင်းမဲ့တဘာဝလှလေးတွေကိုခန်းစားခြင်းလို့ပဲသွားတာပေါ့နော်ဓပုတ်ရိုက်ပြီးတော့ပဲဒီတိုင်းမဲ့ပြန်လာခဲ့ပါတယ်အဲ့ဒီကနေပြီးတော့ reception ကနေပြီးတော့ဒီဝန်ထမ်းလေးတယောက်ကိုထည့်ပေးလိုက်တယ်ပေါ့နော်ဒါလည်းသဘောကောင်းကြပါတယ်သူတို့ကလိုက်ပြပြီးတော့သေးစိတ်လိုက်ပြီးတော့ရှင်းပြပေးပါတယ်ရှင်ဓပုံရိုက်လို့ရတဲ့နေရာတွေကလည်းအများကြီးရှိတယ်ပေါ့နော်လှလှလေးတွေပြင်ထားဆင်ထားတာလေးတွေရှိတယ်ပေါ့နော်ဒါကတော့ဒီစားတောက်ဆိုင်ရှင်းမှာရှိတဲ့ငါးလေးတွေပဲဖြစ်ပါတယ်ပုံများတဲ့ငါးလေးတွေကြည့်ကြရင်တော့ဒီမှာလာကြည့်လို့ရပါတယ်ငါးလေးသေးသေးလေးတွေပစ္စည်းလေးတွေမှာဟိုပြေးလိုက်ဒီပြေးလိုက်နဲ့ဦးရားစရာလေးတွေတကယ်ချစ်စရာလေးတွေပေါ့နော်ဒါလေးကတော့ကျက်စင်လို့တော့ပြောတယ်ပေါ့နော်အလေးကတော့ဒေါင်းလေးတွေပဲဖြစ်ပါတယ်ရှင်ဒီဘက်ကတော့ဒီမှာမြင်းတွေအများကြီးမွေးထားတာပေါ့နော်မြင်းအဖြူတွေလည်းရှိတယ်ဒီမှာဖြူတွေဆိုလဲအများကြီးဟိုမှာမြင်းမဲလေးရှိရဖြူနဲ့ဒီအညိုနဲ့ဆက်ထားတာလေးလည်းရှိတယ်ပေါ့နော်အဲ့ဒီမှာဆိုလို့ရှိရင်မြင်းကိုစီးမယ်ဆိုလို့ရှိရင်တော့သူတို့အထိန်တယောက်ထည့်ပေးမယ်တဲ့ charges ထပ်မီယူပေါ့နော်ဒါပေမဲ့မြင်းလဲဒီမြင်းလဲပေါ့နော်အဲ့မြင်းလဲနဲ့ဆိုလို့ရှိရင်တော့သူတို့1000ခွဲထပ်ကောက်တယ်လို့တော့ပြောတယ်ပေါ့နော်ဒီဘက်မှာဆိုလို့ရှိရင်တော့စိတ်လေးတွေပြီးတော့တိုးလေးတွေတက်တက်ထားတယ်ပေါ့နော်ဒါကတော့တဲခုလို့ရတဲ့နေရာလေးပေါ့နော်ဒီမှာလည်းနေလို့ရတယ်လို့ဟိုဘက်မှာရေပြင်ကြည့်ပြီးတော့နေလို့ရမယ့်ရေကူးကန်ပါတဲ့ခန်းတွေလည်းရှိတယ်ရေကူးကန်ပါတဲ့ခန်းတွေဆိုလို့ရှိရင်သူကရှိမှရေပြင်ကျေကြီးကိုလည်းအလှကြည့်လို့ရမှာပဲဖြစ်ပါတယ်ရှင်ဒီဘက်မှာဆိုလို့ရှိရင်တော့ activity လုပ်လို့ရတဲ့နေရာလေးတွေပေါ့နော်အဲ့ဒီဘေးနားမှာဆိုလို့ရှိရင် activity လုပ်ပြီးတော့နားနေလို့ရမယ်ပြီးလို့ရှိရင်ဒီရေပြင်ကျေကြီးကိုရှုခင်းအလှတွေကိုကြည့်လို့ရမယ့်နေရာကြီးလည်းရှိပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်နောက်ထပ်လည်းမျှဝေပေးပါအောင်မှာဖြစ်လို့ဒီ account လေးကို follow လေးလုပ်ပေးထားကြပါအောင်ရှင်